ဒါကတော့မြန်မာနိုင်ငံရဲ့တဆူတဲသောဖျားထူးထူးခြားခြားမျက်မှန်တက်ထားတဲ့ဖျားကြီးပဲဖြစ်ပါတယ်။ရွှေမျက်မှန်ဖျားကြီးကညံတော်အတောင်20ခန့်မြင့်ပါတယ်။ရွှေသားအတိမျက်မှန်တော်ကြီးကတော့အလျား22လက်မှရှိပါတယ်။မျက်လုံးတော်ကတော့လက်မ20ရှိပြီးမဟူရာမျက်လုံးတော်များဖြစ်ပါတယ်။အမှန်ပြောရရင်ဖျားကြီးမှာမျက်မှန်တက်ထားတာမြင်တော့အစပိုင်းမှာကျွန်တော်သဘောမကျဖြစ်မိပါတယ်။ဖျားနဲ့မအပ်မဆက်ဘာကြောင့်မျက်မှန်တက်ရတယ်လဲလို့စောရကတက်မိပါတယ်။နောက်ပိုင်းလေ့လာကြည့်ပြီးတော့ရွှေမျက်မှန်ဖျားကြီးဟာတရီခစ်တရားပြုခဲ့ဒုတပောင်မင်းကြီးကမဟာတက္ကရာ250ခုနှစ်မှာတီထားကိုးဝယ်ခဲ့တဲ့ရုပ်ပွားတော်မြတ်ကြီးဖြစ်ကြောင်းသိရှိရပါတယ်။ဒီတော့ပြုခစ်ကလေးကမျက်မှန်ရှိခဲ့သလားလို့မေးစရာရှိလာပြန်ပါတယ်။ဖျားကြီးရဲ့တမိုင်းကြောင်းကိုလေ့လာကြည့်အောင်ပါ။ဒုတပောင်မင်းကြီးဗိဒ္ဓနိုးဘုရင်မနဲ့စန္ဒာဒေဝီမိဖုရားတို့ဟာ BC 900စုအတွင်းမှာရွှေတောင်မြို့တောင်ဘက်အရက်4မိုင်ခန့်အကွာဒေဝဂိရိခေါ်ရွှေနှက်တောင်ကုန်းမြင့်ပေါ်မှာတီထားကိုးဝယ်ထားတဲ့ရွှေနှက်တောင်စီတော်မြတ်ကြီးကိုအသစ်ထပ်မံပြုပြင်ခဲ့ပါတယ်။ပူဇော်ဖူးမြော်ပြီးအပြန်ခရီးတစ်ထောက်အဖြစ်အခုတဲကုန်းလို့ခေါ်တဲ့အရက်မှာညရီရန်နာခဲ့ပါတယ်။ဗိဒ္ဓနိုးမိဖုရားကြီးဟာညအခါတဲခုရန်နာစဉ်အိမ်မက်မြင်မက်ခဲ့ပါတယ်။မိမိတို့တဲခုတဲ့နေရာရဲ့အနောက်မြောက်ယွန်းယွန်းတနေရာမှာရုပ်ပွားတော်မြတ်တစုကိုဖူးမြော်ရကြောင်းအိမ်မက်မြင်မက်ခဲ့ပါတယ်။နည်းနည်းမိုးတောက်တဲ့အခါဒုတပောင်မင်းကြီးထံအကြောင်းဆောင်လျှောက်ထားတော့မင်းကြီးလည်းမိဖုရားမူးမတ်ပရိသတ်အစုံကြီးနဲ့အဲ့ဒီနေရာကိုကြွရောက်ရှာဖွေခဲ့ပါတယ်။အခုရွှေမျက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတီထားကိုးကွယ်လျက်ရှိတဲ့နေရာဖြောက်စိတ်ကုန်းအခုတိမ်ကုန်းကိုရောက်တဲ့အခါရောင်ကြီးတော်မျိုးစုံထွန်းလန်းတောက်ပပြီးကောင်းကင်မှာဖြာထွက်နေတာကိုမြင်တွေ့ရပါတယ်။မိမိတို့ဖျားတီးပြီးကောင်းမှုကုသိုလ်ပြုဖို့အတွက်နှက်ကောင်းနှက်မြတ်တွေကပြသခြင်းဖြစ်တယ်လို့ယုံကြည်ပြီးဒီရုပ်ပွားတော်မြတ်ကြီးကိုမဟာတက္ကရာ250ခုနှစ်မှာတီထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကရွှေမျက်မှန်တက်ဆင်ထားခြင်းမရှိသေးပါဘူး။ရွှေမျက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတီထားပူဇော်ပြီးမကြသောကာလမှာဒုတပောင်မင်းတရားကြီးရဲ့နှက်မျက်စိအလင်းရောင်ကွယ်သွားခဲ့ပါတယ်။ပညာရှိမူးမတ်တွေကိုဘေဒင်ကိန်းကနေတွက်ချက်ကြည့်စေတဲ့အခါရုပ်ပွားတော်မြတ်ကြီးမှာမျက်လုံးတော်နဲ့လိုက်ဖက်ညီတဲ့မျက်လုံးတော်ပုံသဏ္ဍာန်နဲ့တူညီတဲ့မှန်တစုံကိုဆက်ကပ်လှူဒန်းမှာကမင်းကြီးရဲ့နှက်မျက်စိအလင်းရောင်ပြန်လည်ရရှိမှာဖြစ်ကြောင်းရှောက်ထားကြပါတယ်။မင်းကြီးလည်းမှန်တစုံကိုဗုဒ္ဓရုပ်ပွားတော်မှာဆက်ကပ်လှူဒန်းခဲ့တော့နှက်မျက်စိအလင်းပြန်ရရှိခဲ့ပါတယ်။ဒုတပောင်မင်းကြီးဆက်ကပ်လှူဒန်းခဲ့တာမျက်လုံးတော်ပုံသဏ္ဍာန်နဲ့တူညီတဲ့မှန်တစုံဖြစ်ပါတယ်။မျက်မှန်မဟုတ်ပါဘူး။ဒါပေမဲ့မြန်မာတက္ကရာ1228ခုနှစ်ကုန်းမောင်ခေတ်မှာတော့ရွှေတော်မျိုးစားကြီးဇေယနန္ဒမိတ်ကဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုပြန်လည်ပြုပြင်ပြီးဒုတပောင်မင်းကြီးလှူဒန်းခဲ့တဲ့မှန်တစုံကိုခြုံငုံလျက်ရွှေသားအတိရှိတဲ့မျက်မှန်တော်ကြီးအဖြစ်ပြုပြင်မွမ်းမံတက်ဆင်ပူဇော်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးရွှေမျက်မှန်ဖျားကြီးဆိုပြီးတကူကြီးမှထင်ရှားခဲ့တာဖြစ်ပါတယ်။ဒီတော့မျက်မှန်တက်ရတဲ့အကြောင်းရင်းကိုရှင်းလင်းကြမယ်ထင်ပါတယ်။ဘေဒင်ကိန်းကန်းအရာတက်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီနေရာမှာစကားမဆက်ထိုင်းနိုင်ငံမှာလည်းနေကာမျက်မှန်တက်ထားတဲ့ဖျားတဆူရှိပါသေးတယ်။နောက်ပိုင်းအလင်းတင်တဲ့အခါကျွန်တော်တင်ဆက်ပေးပါမယ်။ရွှေမျက်မှန်ဖျားကြီးကိုခေတ်ဆက်ဆက်ကမျက်စိဝေနာရှင်တွေဟာရုပ်ပွားတော်ကြီးရဲ့မျက်မှန်တော်ကိုပြုပြင်လှူဒန်းခဲ့ကြပါတယ်။တန့်စင်ပေးခဲ့ကြပါတယ်။ဒီနည်းနဲ့မျက်စိယောဂါတွေပျောက်ကင်းစေတယ်လို့ယုံကြည်ကြပါတယ်။ဒါကတော့ရွှေတောင်မြို့ရွှေမျက်မှန်ဖျားမျက်စိဝေနာပျောက်ကင်းစေတဲ့ဂါထာတော်ဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့လက်ရဘက်မျက်စိတော်၌နေမင်းတည်လက်ဝဲဘက်မျက်စိတော်၌လာမင်းတည်ဖျားရှင်ကိုတော်မြတ်၏မျက်စိတော်ဓာတ်တော်တို့ကိုတပည့်တော်သည်နေရောညပါအခါခက်သိမ်းယူသည်မြတ်နိုးစွာရှိခိုးပါ၏ဖျားဤသို့ရှိခိုးရသောကောင်းမှုကံစေနာကြောင့်မျက်စိ၌ဖြစ်သောယောဂဝေနာသည်ကင်းစင်လွတ်ပြောက်ပါစေတည်းဆိုပြီးဖြစ်ပါတယ်ဒါကတော့ဖျားကြီးမှာအဋိဌံပြုဆုတောင်းပြီးမျက်စိဝေနာပျောက်ကင်းသွားသူတွေလှူဒန်းပူဇော်ထားတဲ့မျက်မှန်တွေဖြစ်ပါတယ်တမိုင်းဝင်ရွှေမျက်မှန်ဖျားကြီးရဲ့ဖျားပွဲတော်ကိုနှစ်စဉ်နတော်လမှာစီကားတိုက်မြတ်စွာကျင်းပလေးရှိတယ်လို့လည်းသိရပါတယ်ရွှေမျက်မှန်ဖျားကြီးရဲ့တမိုင်းကြောင်းကိုမသိကြသူတွေကမျက်မှန်တက်ထားတာနဲ့ပတ်သက်ပြီးဝေဖန်ကြတာတွေလည်းရှိကြပါတယ်။တကယ်တော့ထေရဝါဒရှုထောင့်ကနေဆင်ញင်သုံးသပ်ပြီးဗုဒ္ဓဂုံဓမ္မဂုံကိုသာရည်မှန်းပြီးပူဇော်သင့်ပါတယ်။ဒါကတော့တမိုင်းဝင်ရွှေတော်မြို့ကရွှေမျက်မှန်ဖျားကြီးအကြောင်းကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။